ယခုရောက်လာတို့သူငါချမ်းသာကိုစိတ်မြေပါစေရှင်လူများစွာတို့သူငါချမ်းသာကိုစိတ်မြေပါစေဂုဏ်တော်နန္ဒမျက်စိရချမ်းသာကိုစိတ်မြေပါစေတို့ကြောင့်ရမများတတ်တာချမ်းသာကိုစိတ်မြေပါစေတို့မျိုးရမများတတ်တာချမ်းသာကိုစိတ်မြေပါစေတို့နေရမများတတ်တာချမ်းသာကိုစိတ်မြေပါစေယဟန်တန်ဃာလုံးမှာချမ်းသာကိုစိတ်မြေပါစေပစ္စည်းရာကြာရကချမ်းသာကိုစိတ်မြေပါစေမင်းဆိုရာဇာနဲ့တကားချမ်းသာကိုစိတ်မြေပါစေတို့စကြဝဠာမြတ်တကြချမ်းသာကိုစိတ်မြေပါစေပုံရဝရီမောဂဝိပဿနာဓမ္မယေတာကြီးအတွင်းဥပုံနဲ့တရားနာရန်ကြွရောက်လာကြသောသင်္นานသားဆရာတော်တန်ဃာတော်များဥပုံတဲ့ယောဂီများဖြင့်အာစိနကံယောဂီများခင်ဗျာယနေ့ဒီဥပုံနဲ့ကြည့်ညနေပိုင်းတွင်ဆရာတော်မှရေစက်ချအနုမောဒနာတရားများဟောကြားပေးပြီးဖြစ်ပါသည်ဟောကြားပေးပြီးဆရာတော်မှာဒီကျောင်းတိုက်ကြီးဦးစီးဗရဏနာယကနယ်လက်သာသနာပြုဓမ္မပတိကပရိစ္ဆေသမုပ္ပါသင်္นานနိယကပ္ပထာနာစရိယဝရစိတ်တော်ရဆရာတော်ဗဒ္ဒန္တရှင်သတိရရှင်သူမြတ်ဖြစ်ပြီးဓမ္မသနာပလင်မော်တို့ကြွရောက်သတင်းသုံးပြီးဖြစ်ပါသည်ဆရာတော်မှခန္ဓာပရိစ္ဆေသမုပ္ပါဒိဋ္ဌိပြုတ်သစ္စာစိတ်တရားများကိုအခြေခံသည့်အနုမောဒနာတရားများကိုဟောကြားပေးပြီးဖြစ်ပါ၍ယရဏသုံးပါးနှင့်မိဘဆရာသမားတို့ဟာမောဂဝိပဿနာဩကာသကရောကျိုးဖြင့်ညီညာပြပြရွတ်ဆိုပူဇော်ကြပါလို့ဗျာ
သာတော်မြတ်အမြတ်ဆုံးယရဏသံဃာတော်မြတ်အမြတ်ဆုံးယရဏတော်မြတ်သုံးပါးတို့နှင့်တကဝါဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမုဂုတ်ဆရာတော်ဘုရားကြီး၏ဉာဏ်တော်မြတ်အားယုတိမြတ်တို့လက်အုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော်မန္တရော့ကရောကြရသောပူဇဝန္တပနာမစေရနာတရာပညာဝရိယတို့ကြောင့်မိမိတို့တောင်းတအပ်သောမဥမတိအမြဲနေရာဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခခသိန်းတို့ဤချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာဗုဒ္ဓအလောင်းဓာတ်တို့ဤချုပ်ရာငြိမ်းရာသိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အားထုတ်ဆဲဖြစ်သောဒါနသီလကုသိုလ်ကံစေရနာနှင့်တကဝဝိပဿနာဉာဏ်သည်လင်းမြန်စွာမဲ့ဉာဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့လင်းလင်းမြန်မြန်နှင့်ရောက်အောင်ရအောင်ကြည်ကြံအားထုတ်နိုင်ကြသည်အရိယာသူတော်ကောင်းများဖြစ်ကြပါစေကဲအလုံးမြတ်တာချမ်းသာသည့်ဣရိယာပုဖြင့်တရားတော်မြတ်အားလုံးနှလုံးစိတ်ဝမ်းငြိမ်းချမ်းစွာဖြင့်နာယူနိုင်ကြပါပြီဘုရားရှင်ကိုရောမြတ်ကြီးဤအလိုတော်ဆန္ဒတော်တည်ပြီးတော့ရှင်တော်မြတ်ဘုရားထားတော်မူခဲ့တဲ့ဓမ္မခန္ဓာတော်များကိုဆရာလုပ်ပြီးတော့ထိုးထွင်းထွင်းခန္ဓာညာရောက်သဘောပေါက်အောင်ဟောဖို့ညွှန်ပြဆုံးမတော်မူခဲ့တဲ့ကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမုဂုတ်ဆရာတော်ဘုရားကြီးဤဥပနိဒေယအတိုင်းဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်မြတ်ကိုဥထိတ်မှပန်းဆင်ပြီးတော့သင်္นานတရားပြသပေးလာခဲ့ကြတဲ့ရန်ကုန်မြို့မုဂုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးအဖွဲ့ချုပ်ကြီးဤမဟာလာကဆရာတော်ဥဇနိတလင်္ကာရဆရာတော်ဥဒ္ဓမသာရအရှင်မြတ်တို့ရဲ့အဆုံးအမဩဝါဒများအလေးအမြတ်ထားပြီးတော့မကွေးမြို့ဗုဒ္ဓဂုံကြီးပုံညဝတီမဂုတ်ဝိပဿနာပရိစ္ဆသမုပ္ပါသင်္นานကျောင်းတော်ကြီးအတွင်မှာနေအသီးသီးကရောက်လာကြတဲ့ဆရာတော်သံဃာတော်အရှင်မြတ်များတည်းနေ့တိုင်းသီလတော်မြတ်ကျင့်ကြံအားထုတ်နိုင်ဖို့ရောက်လာကြတဲ့ဓမ္မယောဂီသူတော်စင်များနေ့စဉ်နေ့တိုင်းအာစိန်နကံကျင့်ဝတ်များကျင့်ကြံပွားများအားထုတ်နေကြတဲ့ဓမ္မယောဂီသူတော်စင်များအလုံးတို့သိရှိနိုင်ဖို့အတွေ့ဒီကနေ့ကိုတွင်စုံစမ်းရေးတရားပါတယ်တော့ဘဝတစ်ခုရဲ့လွတ်ရလာကြတဲ့တို့တွေရဲ့ခန္ဓာကိုယ်ကြီးတွေကတော့အနှစ်သာရမဲ့တဲ့ခန္ဓာကတစ်မျိုးအနှစ်ရှိတဲ့ခန္ဓာကတစ်မျိုးနော်ဘယ်နှမျိုးတဲ့လဲအဲ့တော့အနိတ္တရဆိုတာဘာလဲလို့မေးရင်ကုသိုလ်ရှိမှအနှစ်ရှိတာနော်ကုသိုလ်ရှိမှပါတယ်လေလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ကုသိုလ်မရှိတဲ့ခန္ဓာကြီးကတော့အနှစ်မဲ့နေတဲ့ခန္ဓာကြီးပါတဲ့နော်ဘယ်လိုခန္ဓာကြီးတဲ့လဲနောက်တကတနည်းပြောကြမယ်ဆိုရင်မိမိတို့ရဲ့ခန္ဓာကိုယ်တွင်မှာယောက်ျားသားပဲဖြစ်ဖြစ်မိန်းမသားပဲဖြစ်ဖြစ်ယဟန်တော်ဒီပဲဖြစ်ဖြစ်အဲ့တော့လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ဤသို့ရှင်အက္ခမပန္တိတမုဂုတ်ဆရာတော်ဘုရားကြီးဘယ်လိုဆုံးမတယ်လဲဆိုရင်
ကိုယ်ခန္ဓာဖြစ်စဉ်မှနားမလဲရင်အပေတကားပိတ်တယ်လို့မယူလိုက်ပါနဲ့တဲ့နော်ဘသူရဲ့ဖြစ်စဉ်မသိရင်လေကိုယ်ခန္ဓာဖြစ်စဉ်မှမသိရင်လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်မြတ်တလားရှုံးနေသလားအနှစ်ရှိသလားအနှစ်မဲ့နေသလားနောက်ဆရာတော်ကြီးကဥပမာလေးနဲ့ပြောသေးတယ်အမေသားတွေရှိသေးတဲ့ကဝဲလာခဲ့တာနော်ဘယ်ကဝဲလာခဲ့တာတဲ့တော့ဟုတ်ပြီအဲ့ဒီဝဲလာခဲ့တဲ့အမေသားတွေကြီးကလေမချက်ဖဲနဲ့မပြုတ်ဖဲနဲ့ကြပြင်းချိတ်ထားမယ်ဆိုရဲ့4-5ရက်လောက်ရှိရင်ဘာဖြစ်သွားမှာတဲ့တော့မှုတ်သွားရင်ဘာဖြစ်ရမှာလဲလေလွတ်ပြရမှာဘာမှတန်ကြီးမရှိဘူးဝဲလာပေမဲ့လို့မချက်လိုက်ချန်နဲ့အလကားဖြစ်သွားတယ်လွတ်ပြရတယ်နော်ဒီတိုင်းပဲတို့ရခန္ဓာကြီးကလည်းအတိတ်တုန်းကဝိဇ္ဇာပစ္စယပုံညာဖိသင်္ခါရဆိုတော့တို့အလကားရတဲ့ခန္ဓာလားအလှလို့ရတဲ့ခန္ဓာလားကုသိုလ်တွေမပေးခဲ့ရဘူးလားပေးခဲ့ရတာလားဟုတ်ပါဗျာပေးခဲ့ပြီမဲ့လို့နော်ရပြီးကကြမှာဌာနလည်းမရှိသီလလည်းမကျင့်ဘာဝနာလည်းမရှိအိတ်လိုက်စားလိုက်ကျင်ကြီးကျင်ငယ်စွန့်လိုက်ဆိုရင်တော့ဖြင့်အပေသားနဲ့မတူမလားတူမလားဒါလို့ဆိုရင်သူ့ရဲ့ခန္ဓာကြီးကဘာလို့ရမှာလဲတော့လွတ်ပြေးရမယ်ပြပြောဘာလို့ရမှာလဲတော့ဘုရားရှင်မောတင်ပြီးကိုးကွယ်စေရပစ္စည်းတွေမြန်ကြံလို့လားဟုတ်ပြီဘုရားရှင်မောတင်ပြီးတော့ကိုးကွယ်ဖြစ်တဲ့ပစ္စည်းတစ်ခုမှမကြံခဲ့ဘူးနော်အဲ့တော့ဘုန်းလာနန္ဒနဲ့ပြည့်စုံတော်မူတဲ့သဗ္ဗညုရှင်တော်မြတ်ဖရာရဲ့ခန္ဓာကိုယ်ကြီးကတော့တရားတွေလည်းရှာခဲ့တယ်နော်ပြောပါတယ်လေကျင့်လည်းမကျင့်ခဲ့ဘူးလားကျင့်ခဲ့သလားဝေလေရတဲ့အတွက်လည်းမပေးခဲ့ဘူးလားပေးခဲ့သလားဘာတွေပေးခဲ့တာတဲ့တော့တရားကဘယ်နှမျိုးလဲဆိုတော့ဒါနသီလဘာဝနာပြောဘယ်နှမျိုးပါလဲဒါနနဲ့ပတ်သက်လို့လည်းပဲလှူဒန်းအောင်နေမပြခဲ့ဘူးလားပြခဲ့သလားသီလအကျင့်မြတ်လက်တန်ကြီးမြင့်မုံနေမဆုံးမဘူးလားဆုံးမသလားဘာဝနာတရားကတော့ဘာဝနာတတ်တော့နေဘူးတော့တဲ့နော်ဘာဝနာတရားနဲ့ကြည်ကြပွားများအားထုတ်နေမယ်ဆိုရင်တရားလားနိဗ္ဗာန်ရောက်ကြောင်းတရားလားတရားဘယ်နှမျိုးပေးခဲ့တာတဲ့တော့လူစီလည်းပဲတရားဘယ်နှမျိုးရှာခဲ့တာတဲ့တော့တရားသုံးမျိုးရှာလာခဲ့လို့တရားသုံးမျိုးတို့ကိုပြီးခဲ့တာအလုံးဆွေတော်မျိုးတော်များလည်းမမေ့နဲ့ဗျနော်အဲ့တော့တတိထဝရိယစိုက်ပြီးတော့တို့ဒီကလေးကြည့်လိုက်မယ်ဆိုရင်တို့ရဲ့ခန္ဓာကြီးကဒီတိုင်ထားရင်ပုတ်မဲ့သိုးမဲ့ခန္ဓာနော်ဘာဖြစ်မဲ့ခန္ဓာတဲ့လေအဲ့ဒီအပုပ်အသိုးလေးတွေကဘုရားသခင်မောတင်လို့ရရဲ့လားမင်္ဂလာရှိလို့လားမရှိလို့လားအသေဝနာသဘာလနာပန္တိတာနေသာမူဇာသပူဇာနေယနာဧတံမင်္ဂလာမௌတ္တမပြန်ရွတ်ကြည်စားပါတဲ့တော့အသေဝနာသဘာလနာဗန္ဓိတာနေသသေဝနာပူဇာသပူဇာနေယနာဧတံမင်္ဂလမௌတ္တမအဲ့ဒါကဘာလို့ထားတော့သာပူဇော်တာနော်ပြောဘာလို့ထားတဲ့လေကုသိုလ်မရအောင်လို့လားရအောင်လို့လား
ကဲတို့ပထမအပိုက်ကလေးအဲ့ဒါလေးရှင်းလိုက်ရအောင်ရွတ်လိုက်စမ်းပထမတစ်ပိုက်ထဲအသေဝနာဇဘာလနာသူကအဓိပ္ပာယ်ကပါတဲ့တော့လူမိုက်ပါတဲ့တော့လူမိုက်ပါတဲ့တော့တခြားလာရှောင်ရမှာလားဘယ်သူရှောင်ရမှာတော့လူမိုက်နော်အဲ့ဒီစကားလုံးလေးတစ်လုံးမဲ့တို့ဗုဒ္ဓရှင်တော်ဘုရားကနန်းတော်ကြီးတဲ့ကထွက်လာတာဘာလို့ထားတဲ့တော့လူမိုက်တွေရှောင်လာခဲ့တာပြောဘာတွေရှောင်လာခဲ့တာတဲ့တော့ဒါဖြင့်နန်းတော်တဲ့တုန်းကတော့ဘုရားလည်းဘသူနဲ့နေတာတော့ဆိုရင်လူမိုက်တွေနဲ့အမိုက်ဇတ်တွေနဲ့နေခဲ့တာပါနော်ဒါဖြင့်ဘယ်လိုအမိုက်လဲလို့ဆိုတော့ကိုယ်လည်းကတဏှာဥပါဒံကံဆိုတဲ့ကိလေသာအမိုက်နော်မူယူတောက်စားနေတာပြောတာလားဒါဖြင့်ဘယ်လိုအမိုက်လဲကိလေသာအမိုက်ကဲအဲ့ဒီကိလေသာအမိုက်စကြည်တဲ့ကနေပြီးတော့အဲ့တော့ထွက်မှဖြစ်မယ်နော်အဲ့တော့တိုးထွက်ခါနေကြတော့ကြာကြည်လေးလှက်ကြည့်လိုက်သားတော်လေးကြည့်လိုက်သမုအခုလည်းကနှမတော်လေးကြည့်လိုက်ဟုတ်တယ်နော်အဲ့တော့ဒီအမိုက်ဇတ်တွေမောင်တော်ဖရာကြောက်လွန်းတော့ထွက်သွားတာပါတဲ့ဓမ္မတော်ယွန်းလို့မဟုတ်ပါဘူးဟောဒီကိလေသာအမိုက်တွေအဲ့ဒီကိလေသာအမိုက်ဇတ်တွေပြုတ်ခြင်းလို့သာမောင်တော်ထွက်သွားခဲ့တာပါနှမတော်ဟုတ်တယ်နော်ဒါဖြင့်ဘုရားကြောက်တာကမူယူတောက်စားနေတဲ့အမိုက်တွေကြောက်တာလားကိလေသာအမိုက်ကြောက်တာလားဟုတ်တယ်ဗျဒီကိလေသာအမိုက်စတေကအနမတကသန္တရာကနေပြီးတော့သေပွဲတွေနှွေးရတာဘသူကြောင့်ကြီးသေရတာတဲ့တော့ကိလေသာကြောင့်ပြန်ပြောဘသူကြောင့်သေရတာတဲ့ဒါဖြင့်ကိလေသာကလည်းကိုယ်လည်းကဘဝကျိန်ဖန်များစွာခန္ဓာတွေကြီးတိဆောက်မပေးဘူးလားပေးတာလားဘဝခန္ဓာအိမ်ကြီးပေးတာအမေရလားအဖေရလားတရားမင်းကလားဘသူကပေးတာတဲ့တော့အဝိဇ္ဇာတဏှာဆိုတဲ့အမိုက်ဓာအမိုက်ဇတ်ကနေပြီးတော့နော်အဲ့တော့အဲ့ဒါတွေကြောင့်တို့သိခဲ့ရတဲ့ဘဝတွေကလည်းနည်းနည်းလားအများကြီးရသောတွေကမုန်းလို့လားကိလေသာကြောက်လို့လားလုံးမထွက်ခဲ့ဘူးလားထွက်ခဲ့သလားနော်အဲ့တော့ဘာလို့ရင်းခဲ့ရသလဲဆိုရဲ့အဲ့တော့ခုနကအမတန်လှပတဲ့ရသောတရားနဲ့မောင်းမ4000လည်းထားခဲ့တယ်သားတော်လေးလည်းထားခဲ့တယ်နန်းတော်ကြီးလည်းထားခဲ့တယ်ရွှေအိုးကြီး4000လည်းပါတယ်တော့မထားခဲ့ဘူးလားထားခဲ့တာလားဩဘာလူခြင်းလို့ထားခဲ့တာလဲဆိုတော့နိဗ္ဗာန်လူခြင်းလို့ပြောဘာလူခြင်းလို့ပါလေတွန်းနေရမြိုင်တန်းလှမ်းပြီးတော့ဒုက္ခရစရိယာ6နှစ်ကျင့်လိုက်တယ်နော်6နှစ်ကျင့်ပြီးတဲ့အခါကျတော့သဗ္ဗံဇာနာတိတိသဗ္ဗညုအလုံးစုံအကုန်သိတဲ့ဗုဒ္ဓရှင်တော်ဘုရားအဖြစ်မရဘူးလားရသွားပါလားမကျင့်လို့လားကျင့်လို့လားကဲတော့ပရိနိဗ္ဗာန်ပြုချိန်တန်တော့ခန္ဓာမရှိရပရိနိဗ္ဗာန်ကလည်းပြုအောင်မှာပေါ့နော်ဒါဖြင့်အပုပ်အသိုးခန္ဓာလားဓာတ်တော်ကြတဲ့ခန္ဓာလားဝမ်းသာစရာရှိဗျာဟောတယ်လို့ကျင့်ရင်ဟောတယ်လို့ဓာတ်တော်တွေကြမယ်ဟုတ်တယ်နော်ဘာတွေကြမှာတဲ့လေမကျင့်ရင်တော့ဖြင့်မကျင့်ရင်တော့ဖြင့်တခြားလားပု္ပ္ပဇောနံလို့လွတ်လိုက်ရမှာလားကပြုတ်ခလေးသေးတော့လည်းဘာသောနန္နာတဲ့တော့လူရိပ်မကြီးသေးတော့လည်းဘာသောနန္နာတဲ့လေကပြုတ်ခလေးကကျင့်တတ်လို့လားမကျင့်တတ်လို့လား
လူရိပ်ပဲကြီးကကျင့်တတ်ပါရဲ့နဲ့ဘုရားနဲ့လည်းတွေ့ပါရဲ့နဲ့သာသနာတော်နဲ့လည်းတွေ့ပါရဲ့နဲ့မကျင့်ခဲ့လို့ဘာသောနာမရဲပြန်ရွတ်လိုက်အသေးဝနာစဘာလနာဘုရားကဘု து ရှောင်ခဲ့တာတဲ့တော့မူယူသောစားနေတဲ့လူမိုက်လာကိလေသာအမိုက်လာဘု து နဲ့ရှောင်ခဲ့တာတဲ့လေတကယ်သလို့ဆိုရင်ရှေ့ဆက်ရွတ်လိုက်စမ်းပါတယ်လေပန္တိတာလင်စသေဝနာမင်္ဂလာတုတ်ကလည်းမင်္ဂလာရှိုံလေးဟောတာလားဓာတ်တော်ကြအောင်ဟောထားသလားငယ်ဒုတိယပတ်ရွတ်လိုက်စမ်းပါတယ်လေပန္တိတာလင်စအမလေးတို့သူတော်စင်များရဲ့ဗဇက်ခံလေးတွေစာတွေလည်းပူဇော်ကြရတယ်နော်အခုလည်းကညံမျက်လုံးလေးလည်းဖွင့်ခွင့်မရဘူးလားရသလားတန်ကြီးကြီးလိုက်တာဗျာနော်အဲ့ဒါလေးသတိထားနေ့တိုင်းတို့ရဲ့ခန္ဓာကြီးကတန်ကြီးရှိအောင်တန်ကြီးရှိတဲ့ရှိအောင်ဟုတ်တယ်နော်ကဲပါဠိတော်လည်းစပါတယ်ဘု து မိဝဲစည်းကလိုက်တာတဲ့လေဟုတ်ပြီပညာရှိဆိုတာကဘယ်လိုပညာရှိလဲဝိပဿနာပညာရှိဟုတ်တယ်နော်ဒါဖြင့်ပုဂ္ဂိုလ်ပြောတာလားဓမ္မပြောတာလားဒါဖြင့်ဘုရားပုဂ္ဂိုလ်ရှာသလားဓမ္မရှာတာလားဒါဖြင့်ဘာနံပါတ်1ကဘာဓမ္မရတာတဲ့လေဉာဏ်ဓမ္မပြန်ပြောဘာဓမ္မရတာတဲ့တော့ဒါဖြင့်အဲ့ဒီကဉာဏ်ဓမ္မကဘာဖြစ်အောင်လုပ်တဲ့ဉာဏ်လဲဆိုရင်သာသနာတော်ကြီးဖြစ်အောင်လုပ်ခဲ့တဲ့ဉာဏ်ပြောဘာဖြစ်အောင်လုပ်ခဲ့တာတဲ့လေရင်ထဲမှာအဆုံးအမတွေမရအောင်ရှာခဲ့တာနော်ဘယ်သူနဲ့ရှာခဲ့တာတဲ့တော့ရင်ထဲမှာကိုယ်ကဆုံးမနိုင်တဲ့စွမ်းအားတွေအပြည့်အဝမရဘူးလားရသလားဒါကြောင့်ကိုယ်ကဘုရားပြိဋိဘံမပြုခင်လေးသာသနာ300အကျင့်မြတ်မပေးခဲ့ဘူးလားပေးခဲ့တာလားပြောဘာသာသနာတဲ့ပရိယတ္တိမတိပတ္တိသာသနာဘယ်နှမျိုးထားခဲ့တာတဲ့လေတို့ဗမာပြည်မှာဖျားပွင့်လာမဟုတ်ပေမဲ့လို့ဗမာပြည်သူပြည်သားများရဲ့ဘုံကံပါရမီတွေကမြင်မာတဲ့အခါကျတော့အိန္ဒိယမှာပွင့်တဲ့ဖရာရဲ့သာသနာတော်ကြီးကဗမာပြည်ထဲမှာမရောက်ရတာလားရောက်ရတာလားဘယ်လောက်ကြာဘလို့ရောက်လာတာသာသနာရောက်လာတာဘယ်လောက်ကြာဘလဲဆိုတော့တပုဒ္ဒတို့ဗာလိကတို့ဆံတော်တွေဖရာကပေးလိုက်တယ်မဟုတ်လားဘာတွေပေးလိုက်တာတဲ့လေသက်တော်ထေရှားရှိတုံးအတိုင်းနော်ဘယ်တုံးအတိုင်းလဲတို့ရွှေတကုံစီတီတော်ထဲမှာဆံတော်နတ်စုစူးလေးထဲမှာလဲဆံတော်နတ်စုစသဖြင့်ပေးတဲ့ဆံတော်တွေအဲ့တော့နှစ်ရည်ကြည့်မယ်ဆိုရင်ဘုရားပြိဋိဘံပြုသွားတာက2560နဲ့တို့ဗမာပြည်သာသနာတော်ကြီးရောက်လာတာ2561ထဲမှာ45ဝါထည့်လိုက်စမ်းပါ2600ကျော်သွားပြီဟုတ်တယ်နော်အဲ့ဒါလောက်တို့ဗမာပြည်သူပြည်သားတွေရဲ့ဘုံကံပါရမီတွေအဲ့တော့တို့အားလုံးဆိုတော်မျိုးတော်များကလျှော့တွက်တဲ့အခါကျတော့ဟောဒီကညံသားလေးတွေကအောက်ကျသွားတယ်ဘယ်သူကအောက်ကျသွားတာတဲ့တော့ကျင့်လေရချင်မှရမှာပါဟုတ်ချင်မှဟုတ်မှာပါခွေးသေးဝက်သေးသေမဲ့အတွေးကြီးလျှောက်တွေးနေတာဟုတ်တယ်မလားဝိပဿနာတရားတို့နဲ့မဆိုင်ပါဘူးအဲ့ဒါတရားဘုန်းကြီးတွေနဲ့သာဆိုင်တာပါဘာသေးခြင်းလို့ဘာတွေးတွေတဲ့တော့
ဘာမှမကြည့်ရင်ပု္ပ္ပံနာမှာဘောဗျာဒါလို့ဆိုရင်ခုလည်းကမြန်မြန်ဆွဲချရုံပဲရှိတာဗျဟုတ်တယ်မလားအမေသေးသေးအဖေသေးသေးပု္ပ္ပံနာနဲ့အမေအဖေကတော့လေလူအယိုးလေးတို့ဘုရားရှင်မောဘုရားနဲ့အလူတင်ထားလို့ရပါမလားဟုတ်တယ်နော်အေးအဲ့ဒါလေးတတိထားပြီးတော့သာသနာတော်ကြီးကဗမာပြည်ထဲရောက်လာရတာဖယားရောက်တာကနောက်ကြတယ်သာသနာရောက်တာကအရင်အမြတ်မရဘူးလားမရဘူးလားနော်အခုလည်းကတရဏဂုံနှစ်ပါးကအရင်ဆုံးရောက်လာခဲ့တယ်တို့ဗမာပြည်ထဲမှာအဲ့ဒါလေးတွေသမိုင်းလိုက်ကြည့်လိုက်တော့ဘုံဓုကံစပါရမီတွေဘယ်လောက်ရှိတယ်ဆိုတာတွေးထားလိုက်ပါဗျာနော်ဘုံကံရှိတဲ့ဓမ္မယောဂီတွေဘုံကံရှိတဲ့သံဃာတော်တွေဟောဒီညာနဲ့ဟောဒီမဲ့နဲ့ထိုက်တန်နဲ့ဆရာတော်သံဃာတော်တွေပါကဲဒါလို့ဆိုရင်တို့ဒါကြောင့်ဘသူပေါင်းမိတာလဲဆိုရင်ပန္တိတာလင်္စသေဝနာပြောပါတယ်လေပညာရှိတဲ့ပေါင်းမိတော့တို့ဖရာလေပူဇာစပူဇနေရနာပြောပါတယ်လေအပူဇော်ခံတိုက်တဲ့ဓာတ်တော်တွေမကြဘူးလားရသလားသွေးတော်တွေကလည်းဓာတ်တော်တွေမဖြစ်ဘူးလားဖြစ်သလားဘသူနဲ့ပေါင်းလို့ပါလေဘသူရှောင်ခဲ့လို့လေအဝိဇ္ဇာတဏ္ဍာဆိုတဲ့အမိုက်ဇတ်တွေရှောင်ခဲ့လို့မဲ့ပညာရှိဖို့ပညာရှိတွေပေါင်းမိတာနဲ့ဒုဖယားဓာတ်တော်ကြသွားတယ်ပြောဒုဖယားဘာဖြစ်တာတဲ့လေဓာတ်တော်ကြလို့ဗါတဲ့တော့ပူဇာစပူဇနေရနာပြန်ရော့ဗါတဲ့တော့ပူဇာစပူဇနေရနာနှစ်ပေါင်း2600 2600ကျော်တာတောင်မှပူဇော်လို့များဆရာတော်တို့ဝါကြပါလားမင်္ဂလာမရှိဘူးလားရှိသလားကဲဒါဖြင့်ဆက်ရွတ်လိုက်ဧတံဤသုံးပါးသည်ဥဒ္ဓမမြတ်သောဥဒ္ဓမမြတ်သောပါတယ်မင်္ဂလာမြည်ဤဟူ၍တွင်တင်နတ်သားသည်ခဏဤမှတ်လေလောမင်္ဂလာတုတ်ကအခုရတော့လူတော်တို့မင်္ဂလာဆောင်လေးတော့မင်္ဂလာတုတ်ကလေးရွတ်ပေးပါဖေ။ဘုန်းကြီးတွေကလည်းမင်္ဂလာဆောင်ဆိုတာမင်္ဂလာတုတ်ရွတ်မှာအိတ်တဲ့ဆိုရင်လည်းပဲမင်္ဂလာတုတ်နဲ့ယရဏတုတ်ရွတ်ရမှာအိမ်တဲ့လောက်ကလေးမင်္ဂလာဆောင်လောက်ကလေးသုံးရမယ်လို့လိထားတာအခုကြတော့ဤတိုင်ဤသုံးပါးစီပါတယ်ဥဒ္ဓမမြတ်သောမင်္ဂလာမြည်ဤဟူ၍မင်္ဂလာမြည်တာဘယ်သူနဲ့ပေါင်းမိလို့လဲဟုတ်ပြီအလကားနေမိလို့လားကျင့်ခဲ့လို့လားဘယ်သူထားခဲ့တာတဲ့တော့နန်းတော်ကြီးထားခဲ့တာကဲအဲ့တော့ဘုရားဖြစ်တဲ့အခါကျတော့တနေ့နေပြီးတော့ပြန်ကြွလာနော်လေးရှိတယ်လို့လည်းမထင်ပါနဲ့ဗျဇလန်လေးနေပြီးတော့ပြန်ကြွလာတဲ့အခါကျတော့နိုင်ရင်ပြင်ထဲမှာဆွေတွေမျိုးတွေကလည်းတရားတွေဟောလိုက်အဲ့တော့ခုနအနားမှာနေတဲ့အထင်းတော်တွေအချော့တော်တွေကအမတော်ဖရာမောင်တော်ဖရာရောက်နေတယ်သွားဖူးပါမပြောဘူးလားပြောပါဗျာဘယ်သူရောက်နေတာတဲ့မောင်တော်ဖရာရောက်နေတယ်အမတော်သွားဖူးပါသွားဖူးကြစို့မပြောဘူးလားရသောတရားပြန်ပြောတဲ့စကားလုံးလေးငါမသွားဘူးမောင်တော်ဖရာငါရဲ့ကြည်စုတွေသူသိတယ်ငါသွားเสียမလို့ဟုတ်တယ်နော်ဖရာကြွလာတာတောင်မှတောင်တင်းနေတာဘယ်သူကတောင်တင်းနေတာလဲ
ရသောတရားကမသွားဘူးနော်အဲ့တော့မြတ်စွာဘုရားကလည်းသွားခေါ်ကြည့်လာခဲ့လို့လည်းမပြောဘူးငါကြွမှဖြစ်မှာတဲ့အဲ့တော့ရသောတရားအဆောင်ဘယ်သူကကြွသွားတာတဲ့စသဖြည်းဖြည်းမလုံးနဲ့ကြွတာဘာရညာတွေများမှတ်မနေနဲ့ရောကြော်တွေးနေတယ်ဘာမှမသိဘူးဘုရားဖြစ်နေပါပြီစိတ်ချစားမှာရေတော်ရအဆောင်မှာသွားဦးလားသွားလာလားသွားတဲ့အခါကျတော့အဲ့တော့ရောက်လေရောက်လာရောခြိပမိုးမျက်နှာနဲ့ဟပ်ပြီးတော့မောင်တော်ဘုရားသူ့ကိုရက်ရက်ဆက်ဆက်သားလေးနုနုငယ်ငယ်သားလေးကိုလည်းရက်ရက်ဆက်ဆက်ထားခဲ့တာနမတော်မှာဘာအပြစ်တည်များရှိလို့မောင်တော်ထားခဲ့တာလေရင်တွင်တန်နဲ့ဟုတ်တယ်နော်ပြောဘာသာနဲ့တော့ခြေစလုံးလေးကင်ပြီးတော့ဖမိုးလေးမျက်နှာလေးနဲ့ဟပ်ပြီးတော့မမေးဘူးလားမေးတာလားဘယ်သူကမေးတာတော့ရှိုက်တန်လေးတွေနဲ့ငိုတန်လေးတွေနဲ့မျက်ရည်လေးတွေစိုးရွှဲပြီးတော့အဲ့ဒါလောက်လိုက်လဲရှိုက်ငိုတာတောင်မှဒုဖယားဘယ်နဲ့တုံလှုပ်ရဲ့လားအသောကံဝိရသခေမာနော်မတုံလှုပ်တော့ဘူးတုံလှုပ်တဲ့တရားတွေကတခြားလားကိလေသာတရားတွေလားအဲ့ဒီတုံလှုပ်မဲ့တရားမှန်သမျှဘောဓိပဲနဲ့ရှိပလင်မှာမထားခဲ့ဘူးလားထားခဲ့လားအဲ့တော့နမတော်ဘာအပြစ်ရှိလို့များဘာတန်တရားတွေဝင်လို့များရက်ရက်ဆက်ဆက်မောင်တော်ထားခဲ့တာလေတဲ့နော်တို့ဖယားပြန်ပြောတဲ့စကားလုံးလေးနဲ့နားထောင်ကြည်စမ်းမောင်နမတော်ရဲ့မေတ္တာတရားသစ္စာတရားတွေကြီးမားပုံကမောင်တော်ဘုရားဟိုသာဏကိန်းကြီးဘဝဒုံကတိုင်နမရဲ့မေတ္တာသစ္စာတွေမောင်တော်နားလဲပါတယ်နော်ဘယ်တုန်းကတိုင်နော်သာဏကိန်းကြီးဘဝဒုံကလေဟုတ်တယ်မလားအဲ့ဒီတုန်းကတိုင်နမတော်သစ္စာရှိပုံမေတ္တာကြီးပုံမောင်တော်သိခဲ့ပါတယ်နမတော်ဒါပေမဲ့လို့ဟောဒီခန္ဓာထဲမှာပါတဲ့ဥတဲ့အပြစ်ကြီးမောင်တော်ကြောက်လို့နာတဲ့အပြစ်ကြီးကြောက်လို့လေတဲ့အပြစ်ကြီးတွေကြောက်လို့မောင်တော်တော့ထွက်ခဲ့တာပါမသိရရှာခဲ့တာပါကောင်းလိုက်တဲ့စကားလေးနော်ဘုရားကတော့တောထွက်တာဒုက္ခလားရှင်ကြီးတို့ကတော့မထွက်နိုင်သေးဘူးဒုနာနာနဲ့ပဲသူခင်ဗျနော်ရသောတရားကကြီးထွက်နေတာဒီလေဒါကြောင့်လို့တို့ကျေးဇူးတော်ရှင်အက္ခမပါဏိတမိုးဆရာတော်ဘုရားကြီးဆရာတော်တို့ဆရာတော်ကြီးရဲ့သမိုင်းကြောင်းလေးခြေတုပ်ပတ်တိလေးလည်းဆရာတော်တို့ဖတ်မှာနော်မလို့ရမှာတဲ့တော့အဲ့တော့ဆရာတော်ကြီးကငယ်စဉ်ကာလကလည်းပဲဆရာတော်ကြီးရဲ့စိတ်ဓာတ်ကအမတန်ဖြူပြောင်းဝိညာဉ်လေးဘဝတော်အတိုင်းဖြူပြောင်းဟုတ်တယ်နော်မာယာတွေသာတိရတွေမရှိခဲ့ဘူးသမိုင်းလိုက်ကြည့်လိုက်တော့ဟုတ်တယ်မလားနောက်ဆုံးခုလည်းကသာမဏေဘဝကတိုင်မဲ့ဇာဝတွေပို့လိုက်ချလိုက်ကောင်းတဲ့အလုပ်တွေမှန်သမျှနော်ဇာဝတွေလည်းချနိုင်အောင်လဲအစောတလျင်မသိခဲ့ဘူးလားသိခဲ့တာလားဆရာကြီးဦးအောင်ထာမှာခုလည်းကမကျင်နာထားလေးသင်လိုက်အဲ့ဒါလို့လဲတကယ်တောက်မြောက်သွားတော့ဆရာတော်ကြီးဟာယဟန်ဘဝရောက်တော့လဲသာဝတဝတဝသံဃာ300 400စချခဲ့တာနော်
စာချရင်းနဲ့လည်းပဲညနေချမ်းရောက်တော့တရားဓမ္မတွေပရိစ္ဆသမုပ္ပါတရားတွေဟောတာနားတဲ့အချိန်ရလို့ရှိဘူးခုံလိုခြင်းလို့လားကိုယ်လည်းကဝိလေယတိအပေတကားပိတ်စေခြင်းလို့လားသံဃာတော်တွေလည်းတတ်သိခြင်းနဲ့တရားဓမ္မတွေလည်းသိသိခြင်းနဲ့အဲ့ဒီအနာမှာကပ်နေတဲ့ဆရာတော်ဥဒနကဘိဝန္တအရှင်မြတ်ကနော်မိုးကုတ်ဆရာတော်ကြီးရဲ့တရားသံဃာတွေကနာကျင်လို့ဆိုတဲ့အခါကျတော့ဆရာတော်ကြီးသွားလျှောက်တော့ငါရှင်တို့သွားနာကြမိုးကုတ်ဆရာတော်ကြီးရဲ့တရားဟာအမတန်သိသင့်တဲ့တရားတွေပညာရှင်များကတော့ပြုံရွှင်နဲ့ခွင့်မပြုလားခွင့်ပြုသလားနောက်တကတို့ဆရာတော်ဥဒ္ဓမသာရတို့ဆရာတော်ဥဝိစိတသာရအရှင်မြတ်ကြီးထံသွားကတော့တဲ့အခါကျတော့မိုးကုတ်ဆရာတော်ကြီးရဲ့တရားကအမတန်ကောင်းတယ်ဆရာတော်ကြီးရဲ့ဥပနိဒေယအတိုင်းနာခံလဲဆိုတော့ဘုန်းကြီးများလဲဝမ်းမြောက်တဲ့အယိုးတော့အရွက်မဖုံးနဲ့ပညာရှင်များရဲ့ဆုံးမမှုလေးတွေကရင်ထဲမှာသိမ့်ထားခြင်းတရားဟုတ်တယ်နော်အယိုးပါတယ်အရွက်မဖုံးနဲ့နော်အဲ့တော့အယိုးအရွက်ဖုံးရင်တော့ဖြင့်ဆရာတော်တို့ဟုတ်လားခုနကပညာရှိရှာတာလားလူမိုက်ရှာတာလားပြန်ပြောဘာရှာတာတဲ့လေဒါပြဘသူနဲ့လွဲသွားမှာတဲ့လေတခြားပညာလားမပညာဖို့ပညာလားအပညာနဲ့မှလွဲသွားရင်လောကထဲမှာအများဆုံးလူသားရဲ့လို့ကြီးညာလို့ရပါမလားအဲ့ဒါသတိထားနော်ဒါကြောင့်အဲ့တော့ဆရာတော်ဘုရားကြီးကလည်းဖရာကျင့်တဲ့အတိုင်းနောက်ကနေပြီးတော့ဥစုကမေဝဖြောင်းလေးလိုက်ကျင့်တော့ဆရာတော်တို့မိုးကုတ်ဆရာတော်ကြီးထူးခြားတာလေဒီနေ့ဥလရှိန်တို့တင်ဝင်းတို့ရဲ့အမတဒါနဓမ္မဒါနပူဇော်ဝယ်ကြီးမှာဆရာတော်ကြီးအမတ်တရတို့တွေဆရာတော်ကြီးရဲ့အကြောင်းလေးပြောပြီးတော့ပူဇော်ရာလေးရောက်အောင်နော်ဆရာတော်ကြီးကနောက်ဆုံးဆရာတော်တို့ဗာတရားဟောခဲ့တရားချီးခြင်းနော်ပြောတို့ယောဂီတွေမှတ်ထားဗာတရားတဲ့တော့တရားချီးခြင်းရှိခေတ်ကဘယ်ဘုန်းကြီးတွေမှသုံးသွားတဲ့အသုံးနှုန်းမရှိခဲ့ဘူးနော်အဲ့တော့ခုနကဆရာတော်ကြီးကြမှာဗါတယ်ဒီနေ့တရားထီးတင်ဟောမယ်တဲ့တရားထီးတင်မယ်တဲ့နော်အဲ့တော့သာမန်ခုနကလူတွေကလည်းတင်မဖေရပေါ့ခုခင်ဗျားတို့လှုပ်တယ်လို့တင်မဖေရပဲဘလို့တင်မတော့ဘာလို့တင်မတော့ဘယ်သူမှမတွေ့ဘူးဟုတ်တယ်မလားအဲ့ဒီတော့မှဥရှိဆွေရေတို့ဖျားပြီးတဲ့အခါကျတော့ဘာလို့တော့ရှိမတင်ဘူးလားတင်သလားရွှေတွေဘာတွေလည်းမချဘူးလားချတာလားအလုံးပြီးပြီဆိုတော့မှပါလေရှိတင်သွားတယ်နော်အဲ့ဒါလေးအတိုင်းလူသားတွေရိပ်မိအောင်တပည့်တာဝကတွေရိပ်မိအောင်ဆရာတော်ကြီးကလေအဲ့တော့ဒီနေ့တရားထီးကျင့်မယ်တဲ့ဘာလို့ထီးကျင့်မှာလဲပြီးလို့လင်မှာဟုတ်တာလားပြောဘာလို့တင်ပါတယ်လေဒါဖြင့်ပြီးတာကဘယ်လိုပြီးသွားတာတော့ဟောစရာတွေလဲအဲ့တော့ကိုယ်လည်းကသူဟောခဲ့လေသမြတိကပရိစ္ဆသမုပ္ပါအကြောင်းအကျိုးတွေဒိဋ္ဌိပြုတ်တွေတံဝေခတွေနောက်ယောဂီများရဲ့ကျင့်စဉ်ဝိသုဒ္ဓိ9ပါးနောက်တကကိုယ်လည်းကမှတ်တိုင်တရား
နောက်တစ်ခါခုလည်းကဧကိဝိဇ္ဇနိဗ္ဗာန်အကြောင်းဟောခဲ့တဲ့တရားတွေအလုံးတရားစဉ်တွေဟာပြီးသွားပါပြီတဲ့တရားစဉ်တွေကဟောလို့တင်ပြီးသွားတာလားဆိုတော့ကျင့်စရာတွေလည်းကျင့်တဲ့ကိစ္စတွေလည်းပြီးသွားပါပြီဒါကြောင့်ဘုန်းကြီးမပြောဘူးကိစ္စပြီးလို့ထီးတင်မယ်လို့ပြောခဲ့တာဟုတ်သလားတို့ပြင်မဲ့လို့မပြီးဘဲနဲ့တင်လို့ရပါမလားပြီးကြကြပါအဲ့ဒါကိုတို့တပည့်လေးတွေကတပည့်တော်ဗျာတဲ့ဘယ်မှာဘယ်ရိပ်သာမယ်တရားထီးတင်ဟောခဲ့တို့ဘော့ကောကွာလူမင်းကပြီးလို့လားလို့စွန့်မလုံးနဲ့လို့ငါတို့တခါမှမဟောဘူးလို့ဘာလို့မဟောတာမပြီးသေးလို့မတင်နိုင်သေးတာကွာဟုတ်တယ်မလားဆရာတော်ကြီးကကိုလည်းတကယ်ပြီးသွားတော့တကယ်တင်သွားတာနော်အဲ့တော့ဆရာလေးလည်းမှတ်ဖို့ပေါ့ဗျာဆရာတော်တို့ဒီပြင်ဟောစရာတွေအများကြီးကိုအလုတ်ကိစ္စမပြီးသေးပဲနဲ့နော်ခိလဇာတိဝုတိတံဗြဟ္မသရိယံကတံကရဏီယနာပရံအိဋ္ဌထာတိပဇာနာတိ16ချက်မဲ့ကိစ္စမပြီးသေးပဲနဲ့ဆရာတော်ကြီးကတင်မသွားပါဘူးခင်ဗျာနော်အဲ့ဒီနေ့ထီးတင်ပြီးတဲ့နေ့ပဲဆရာတော်ကြီးကတင်လာအဲ့တော့နင်လူထားတဲ့ကတင်လေးပြင်လိုက်နော်အေးချမ်းချမ်းလေးတုံထုတ်တဲ့အမူအရာတွေမပါဘူးနော်ဘယ်လိုများပါလဲဘယ်လိုများပါလဲတို့တင်လာကလည်းတခါလဲသူ့ရဲ့ခုနကအပေါင်းအသင်းနေနဲ့နော်အဲ့တော့ကတင်လေးပြင်ဖုံနေပါလေခါအဲ့ဒီမှာကြာကြာနာနာခင်ကောင်းအောင်နေချဘယ်တုန်းကမှကောင်းအောင်မအောင်ခဲ့တဲ့ဆရာတော်ဘုရားကြီးနော်အဲ့တော့ခုနကနောက်မိတဲ့ဟိုလိုကျင့်ကလထိုင်ကြီးတွေနဲ့ပဲဆရာတော်ဟာအဲ့တော့ကျင့်ကလထိုင်မောမှာမိလိုက်ရှင်ညံကြွလိုက်ပြန်ပြီးတော့မိလိုက်တရားထိုင်လိုက်ဆရာတော်ကြီးကရသက်ပံတရားနဲ့နေသွားတာဂရနေရှိပြီမဲ့လူကျင့်စစ်တဲ့အမှုအရာတွေမရှိဟုတ်သလားအေးအဲ့ဒါလို့ဖြောက်ပြောင်းလေးနဲ့ဆရာတော်ကြီးကကျင့်သွားတာအဲ့တော့ဓာတ်တော်တွေကြမိသိမ်းရတော့ဓာတ်တော်တွေမကြဘူးလားကြတာလားအမလေးအဲ့ဒီတော့မှထီးတင်တဲ့အဓိပ္ပာယ်လေးဟာဩပြီးလို့တင်သွားတာနော်အေးတို့ဟိုပြောသူပြောနေခုနာရွက်ကလည်းကြော်သွားပြီအဲ့တော့အဲ့ဒါတွေအာလုံးတတိထဝရိယစိုက်ပြီးတော့ဆွေတော်မျိုးတော်များအလကားမနေရနဲ့နော်ပြောပါတယ်လေအလကားလေရင်နေတဲ့ယောက်ျားအလကားလေရင်အလကားယောက်ျားဖြစ်မှသိကြတယ်မိန်းမသားတွေအလကားလေရင်အလကားမိန်းမသားလွတ်ပြရမယ်မိန်းမသားဟုတ်တယ်မလားဒါကြောင့်တရားတွေလည်းနာပါနော်ကုသိုလ်ဌာနတွေလည်းပြီးပါမိမိတို့ရဲ့ခန္ဓာကြီးကခုလည်းကအနှစ်ရှိတဲ့အနှစ်ရတဲ့ခန္ဓာကြီးဖြစ်အောင်အလုံးနေရမယ်နော်သဘောပေါက်ရဲ့လားအဲ့ဒါဖြင့်တို့ဘုရားပေးခဲ့တဲ့တရားလေးတွေကမြိုင်ဆိုင်နဲ့ထီးတဲ့ခုရတဲ့ခါကျတော့အယိုးကြီးကအလုတ်ဖြစ်ရလားဆောင်းလို့ရရဲ့လားအရွက်ကြီးကအလုတ်ဖြစ်ရဲ့လားဒါလို့ဆိုရင်ဘုရားပေးခဲ့တာလေးတွေကမကောင်းရင်တို့ဘုရားကမစင်စားဘူးဝိနည်းတွေကောင်းဖို့အတွက်ကနံပါတ်1ဗာတရားထားခဲ့တာတော့ဒါနတရားပြောဗာတရားထားခဲ့တာတဲ့နော်နံပါတ်2ကဗာတရားထားခဲ့တာတဲ့နံပါတ်3ကတခြားလဘာဝနာတရားလားနော်အဲ့တော့ဒါနတရားထားခဲ့တော့ဒါနကမှဘဝချမ်းသာဘောကချမ်းသာပြီးနိုင်တာဟောဒီနိဗ္ဗာန်မရသေးဘူးဟောဒီမဉ္ဇဉ်နဲ့ကျင့်လို့မပြီးသေးဘူးဆိုရင်
အပေဆင်းရဲငရေဆင်းရဲတွေနဲ့တွေ့မှကြောက်လို့ပုံညာဘိက္ခဝေမာဘာယိထဖြစ်သားတို့နော်ပိချလူချကုသိုလ်ဒါနမကြောက်နဲ့မာဘာယိထမကြောက်ကြနဲ့ဟုတ်တယ်မလားဘယ်ရောက်မှကြောက်လို့လဲအပေဆင်းရဲနဲ့ငရေဆင်းရဲဆရာတော်ကြီးတရားတွေကသိချာနာလေလေဟုတ်သားပဲအတ္တလိမ့်သာလောက်မှားလိုက်ရင်ပြောဘာဖြစ်သွားလဲငါးပါးတည်းမကဘူးတန်ခါစင်ကြီးပါမောက်သွားမှာဟုတ်တယ်မလားဘာသာမောက်သွားပါလေတို့အဲ့တော့တို့အဲ့ဒါလေတတိထားမှာဒီဘဝမဲ့ဒီခန္ဓာကိုတို့ခုနကအလိုလိုက်အကြိုက်ဆောင်ပြီးတော့နေရင်တော့ဖြင့်အမိုက်ဇတ်တွေတို့ဝင်နေတာပဲအမိုက်ဇတ်ခင်းနေတာပဲရင်ဘတ်ကိုနာနာတီးလိုက်ပြည့်စည်နဲ့ကြည်ပြော်လိုက်သမီးလေးကြည်ပြော်လိုက်မြည်လေးနဲ့မြူလိုက်ပြုံးလိုက်လုံလေရင်ဟိုက်အမိုက်မဆိုပြီးတော့ရင်ဘတ်တစ်ချက်နာနာတာသီးချလိုက်မရှိရဘူးမပြောပါဘူးဗျာခုကြတော့ခင်ဗျားတို့ရှုရမှတ်တာနာတာနဲ့ပြုံးပြတာနဲ့ဘယ်သိနေကများအဲ့ဒီပြုံးပြတဲ့မျက်နှာဟောဒီနိဗ္ဗာန်ကလက်မခံနိုင်အပြုံးမှတွေပြန်ကြဆိုပြန်လွတ်မှာအဲ့ဒါလေးသတိထားပြီးတော့ဝတ္တရားအရာတော့သာတွေသမီးတွေမြည်တွေစောင့်ရှောက်ပါဝတ္တရားအရာလို့လွန်လွန်ကဲကဲခုကြတော့ခင်ဗျားတို့ကဝတ္တရားလာရင်မတုံရင်မနေနိုင်ဘူးရင်ကိုတုံးနေရမှာသားလေးကြည့်တုံလိုက်သမီးလေးကြည့်တုံလိုက်ဘုရားကဘသူကြည့်တုံခဲ့တာတဲ့တုံးဒီမျက်လုံးနဲ့စေကုံစပဋိစ္စရူပေစဥပ္ပစ္စတိခင်ဗျားတို့ပြောကြတယ်လေချစ်ချင်းအစာပါတဲ့တော့အဲ့ဒီတော့ကလည်းဘာဖြစ်ခဲ့တာတော့တုံခဲ့တာဘယ်လောက်ရှိအောင်တုံပါလဲဆိုရင်သေခါနီးရှိအောင်ပစ္စည်းဆွဲလက်သမီးတော့ကျောင်းဆရာကောင်းတဲ့ကိလေသာဒါကြောင့်ဖျားပြေးတာနော်နန်းတော်ကြီးတွေကဗါလဲတော့ဒါကြောင့်ဒါနဆိုတာကဒီကနေ့တို့အဲ့တော့ဇင်းကြံလမ်းမှာသူ့တိုင်ကလှူကြတာဘုန်းကြီးတို့အများကြီးဝမ်းသာတယ်အဲ့တော့ဘုန်းကြီးကကိုတရေတကူစားအနေနဲ့ကတော့နေစရာတရားအများကြီးဒီထဲလာကျိန်လဲရတယ်ဟိုဘက်ကအခန်းကျိန်လဲရတယ်အောင်ထိတ်ကျောင်းကျိန်လဲရတယ်ဟိုမေဇောကြီးတို့ကျောင်းကျိန်လဲရတယ်ကျိန်စရာတွေအများကြီးဒါပေမဲ့တို့ကိုယ်တန်ဃာတော်တွေမိုးရွာတဲ့အခါအာဟာရဆောင်ကြွတော့သင်္ကန်းလေးကောင်းဆောင်သွားကြကိုယ်ကလည်းထီရတယ်မပြီးနိုင်သူတို့ကလည်းခြေလွတ်လက်လွတ်ကြည်လာကြတာဆိုတော့အဲ့လိုလေးပြောရမှာလားလို့ပဲလေအဲ့တော့မိုးရွာတော့ခုနကဒီကမတွေကလည်းဒီတိုင်းကြည့်နေဟောကိုတော်လေးတွေအေးပတ်ကုံတော့မှာပဲဖျားတော့မှာပဲနာတော့မှာပဲဆိုပြီးတော့ဘသူမှတက်လက်မှလာမလှူအဲ့တော့ဈဉ္ညာလမ်းလေးနဲ့တန်ဃာတော်တွေဆွမ်းစားကြွတော့လေလက်ဥခလေးချီကြွဈဉ္ညာလမ်းနဲ့တကယ်ကြီးညိုဝေရလေးနဲ့အဲ့တော့တရားစခန်းပွဲတွေကြတော့လေဓမ္မယောဂီတွေထုံလဘတွေဈဉ္ညာလမ်းကနေပြီးတော့တရားလေးတွေနှလုံးသွင်းဆင်ခြင်သွားရင်ဘုန်းကြီးတို့အာလွတ်ဆွေတော်မျိုးတော်များဟောဒီဒါနကလည်းလှူတတ်မယ်ဆိုရင်လူချင်းတဲ့တန်ကြီးအကုန်ရတယ်နော်မရဘူးလားရတာလားမနစ်စေသူမင်းတို့လေလက်ညှိုးညွန့်ရဘာဖြစ်တော့
တရားပွဲဘယ်မှာရှိပါလဲနော်အဲ့ဒီကောင်းမှုလေးကနောက်ကလိုက်ပြီးတော့အကျိုးပေးတာဟုတ်သလားမညွန်ခဲ့လို့လားညွန်ခဲ့လို့လားဘာနဲ့ပတ်သက်ပြီးတော့ညွန်လာတဲ့တော့တရားပွဲလေနော်နောက်တစ်ခါကျတော့သန္တပိဇောတမင်းကြီးတို့နော်အဲ့တော့ကိုလည်းကစင်းကြံလမ်းလေးမှာဘုန်းကြီးတို့ကသမန်လေးလေးလက်ခင်းမဲ့ကြနတ်ခင်းပြီးတော့အဲ့ဒီတော့ပေါ်မှာဘသူရဲ့ခြေတွေချရမှာလဲဆိုတော့တန်ခါရဲ့ခြေချရမဲ့နေရာဌာနနော်ဒါဖြင့်သံဃာတော်အရှင်မြတ်များခုလည်းကခြေချရမဲ့နေရာလေးတွေကရင်လေးလှူတာနဲ့လည်းမတူဘူးလားခဏလှူတာနဲ့လည်းမတူဘူးလားဟုတ်ပြီနတ်ပြည်နတ်ရွာလက်တဲ့အခါကြတော့လေစောင်းနှမ်းလေကားကြီးဟုတ်တယ်နော်အခုတော့မဉ္ဇဉ်ဖုန်ညာရှာတဲ့နေရာမှာစောင်းနှမ်းလေကားကြီးတွေကသွားပြီးတော့ဘာရှာမှာတရားရှာမှာတပြည့်အဲ့ဒီကကောင်းမှုကုသိုလ်တွေပါလာတဲ့အခါကျတော့သန္တပိဇောတမင်းတို့ဘာရတော့ခြေလင်းဆက်ပြရရောဘာရတာတဲ့လေဘယ်ကားမြန်လူသေးသလဲဟမ်ကားဓာတ်စီချက်ရသည်ဟမ်အခုသမားကားသမားချုပ်ရသည်ကားမောင်ရင်ခုနကမကြိုက်တဲ့ရိတ်ကန်စကလုံးမပြောရဘူးဘေးကိုလည်းငါမောင်းချပြစ်ပါကြောက်လို့ဟုတ်တယ်မလားဘုရားရှင်ကြီးတို့နဲ့သွားတော့လည်းပဲဘယ်လိုချော့ပြီးတော့လိုက်ခဲ့ရတယ်သူကလည်းလိုက်ဖို့ပါလေဘယ်သွားခြင်းနဲ့ဟိုးအောက်ပိုင်းနေလည်းရောက်တယ်လင်းတို့ဘာကားလေးနဲ့နော်အဲ့ဒါတွေရင်အလှနဲ့အတူတာကတမျိုးနော်စောင်းနှံစီကားကြီးနတ်ပြည်နတ်ရွာတက်တဲ့အခါကျတော့တို့ဗုဒ္ဓရှင်တော်ဘုရားစောင်းနှံစီကားကြီးကနေဆင်းတက်လာခဲ့တယ်မောင်လားအေးခုလည်းတရားကျင့်မဲ့နေရာဌာနလေးနော်စောင်းတန်တက်ခမ်းလှူတာကတသိန်းနဲ့မှာသံဃာတော်တွေဘလောက်များစိတ်ချမ်းသာလိုက်မလဲဓမ္မယောဂီတွေဘလောက်များစိတ်ချမ်းသာလိုက်မလဲယင်ထဲမှာတွေးဟုတ်တယ်နော်ဒါဖြင့်သံဃာတော်အရှင်မြတ်များနှစ်သက်မြတ်နိုးတဲ့ကုသိုလ်ဒါနတွေပြီးမယ်ဆိုရင်မနာပဒါယိလက်ပတိမနာပါအဲ့တော့နှစ်သက်မြန်နုတဲ့အကျိုးတရားတွေအလုံးဆွေတော်မျိုးတော်များမရဘူးလားရမှာလားဘယ်သူနှစ်သက်လို့လဲတန်ခါနှစ်သက်လို့ဒါကြောင့်ဟောဒီကဒါနကလေလှူတတ်မယ်ယူတတ်မယ်ဆိုရင်မလေးအများကြီးဟုတ်တယ်မလားဒါကြောင့်နောက်တစ်ခါသီလပါတယ်မနေ့ကတရားလေးနှုတ်တန်လေးပြန်ဆက်လိုက်ရအောင်နော်သီလမရှိတဲ့လူဟာဘာလဲလူတယ်လဲဆိုရင်အပေသားနဲ့တူတယ်သီလမရှိရင်ဘုံမကြည်ဘူးအောက်တန်းကြတယ်သီလမရှိရင်နတ်တွေကလည်းမချစ်ဘူးမုန်းသူများတယ်နော်နောက်ဆုံးကုန်ပြောကြဆိုအိမ်ထဲမှာရှိတာကြောင့်တောင်မှသမီးတွေနဲ့သားတွေနဲ့ဘလောက်ဖို့လျှော်ချက်ပြုတ်ကြွေးသမီးကလည်းမချစ်ဘူးအိမ်သားကလည်းမချစ်ဘူးညွန်မလေးတို့သဘောထားဟုတ်တယ်မလားဘာမရှိလို့လဲသီလပြန်ပြောဘာမရှိလို့တဲ့တော့သီလဘသူမှအပြစ်မတင်နဲ့ကျွတ်တော့အိမ်ကလူကလေဘယ်လိုလူမှမသိဘူးပြုလိုက်စုလိုက်ရတာလဲလွန်ရောတစ်ချက်မှအကောင်းမထင်ဘူးကောင်းမှမကောင်းမင်းနဲ့ဘာလို့ကောင်းထင်လိမ့်မလို့ဟုတ်တယ်မလား
ဒါပြန်ဘသူမှရှိလို့မကောင်းတာတဲ့လေဘသူလိုနင်းနေတာတဲ့လေလူအခွင့်အရေးမရှုံးဘူးလားရှုံးနေတာလားအဲ့ဒါနဲ့တတိထာထားကြောင့်ယံနေတဲ့သီလရှိမှလူတွေလည်းသီလရှိမှဒါကြောင့်ဆရာတော်တို့ဘုရားဝတ္တတော်မြတ်တရားထိုင်တော့မယ်ဆိုရင်ဒေသနာတွေကြားတော့အဖို့ရှိလို့ကြားလို့ရတာဟုတ်တယ်မလားဒါကြောင့်မိမ့်မိန်ရှက်ရှက်နဲ့ဩငါသီလလေးစင်စင်ကြဲကြဲနဲ့ဒီကမာကြီးရဲ့ဆွန်းလေးကိုစင်စင်ကြဲကြဲနဲ့ငါအလှခံမယ်လက်ကမာကြီးတွေတကကြီးတွေလှူတဲ့သင်္ကန်းလေးမြင့်မြတ်တဲ့အခုလည်းကစင်ကြဲတဲ့သီလလေးနဲ့ဝိယုံသုံးဆောင်မယ်လို့စိတ်ထဲဆရာတော်တို့ထားပြီးတော့သာအားထုတ်ကြဗျနော်ဒါဖြင့်အဲ့ဒီကသီလရဲ့အလန့်တွေကဘယ်ထိအောင်ရောက်မှာလဲပြမပြည်တိုင်အောင်အလန့်နေရမသိဘူးလားသိသွားလားမလေးဘယ်ဆရာတော်လေးရဲ့သီလတွေကနတ်ပြည်မှာလည်းရောက်တယ်ပြမပြည်မှာလည်းရောက်တယ်လူပြည်လူတွေကလည်းပဲကြည်နူးသရာဖြစ်ကြတယ်သီလရဲ့စွမ်းအားကအဲ့တော့ခုနကရုပ်လာတယ်ယောဂါတွေကင်းတယ်ချစ်ခင်သူတွေပေါ်တယ်ဘုံကြီးတယ်ဟုတ်ပြီနော်ဒါဖြင့်ဘုံကြီးချင်းရင်ဒီအကျင့်မကျင့်လို့ရမလားမရပါဘူးဟုတ်ပြီကဲဒါဖြင့်သွားရအောင်နောက်ပါတဲ့တုံးဘာဝနာပါတဲ့လေဘုန်းကြီးတို့သတင်းနေ့တိုင်းသတင်းနေ့တိုင်းတကယ်မှတ်စရာလေးတွေစာနာစရာလေးတွေဘုန်းကြီးတို့နော်သတင်းတပတ်တပတ်ကိုစိတ်နဲ့တရားလေးနဲ့အာလုံးဟောပြပါမယ်လေးမြတ်ထားပြီးတော့အာလုံးနာချကြားစိတ်ထဲဆုံးဖြတ်ထားနော်ဘယ်ချိန်နာရမှာလဲဆိုရင်ခန္ဓာကြီးမပြည့်ရသေးတဲ့အချိန်ပြောဘယ်ချိန်လူရမှာလဲလေဘယ်ချိန်သီလဆောက်တည်ရမှာလဲဘယ်ချိန်ပွားရမှာလဲလေအဲ့ဒါတွေကဘသူအကြိုက်တွေတဲ့လေဘုရားကြိုက်အောင်နေရှာကိုယ်လေးထည့်ပြောမယ်ဘုရားကြိုက်အောင်နေကြရအောင်နော်ဘယ်နှမျိုးကြိုက်တာတဲ့တော့၃မျိုးဒါနရဲ့သီလရဲ့ဘာဝနာရဲ့နော်ကဲဒါလို့ဆိုလို့ရှိရင်ဟောဒီဘာဝနာကဘာလို့ရမှာတုံးဆိုတော့တို့မြတ်စွာဘုရားကဘာပြောလဲဘာပြောတယ်လဲဆိုတော့ကုသလေသူဓမ္မေသူအာတန်တုဋ္ဌိတာနော်မလေးရှင်တော်ဘုရားရဲ့အဆုံးအမလေးတွေကလည်းတွေးကြည့်လေရတာရှိနော်ကုသလေသူဓမ္မေသူအာတန်တုဋ္ဌိတာကုသိုလ်တရားနဲ့ပတ်သက်လို့ကတော့ရှင်းသားတို့ရောက်ရဲတင်းတိမ်မနေနဲ့တဲ့ကုသိုလ်တွေကယူရမှာက၃မျိုးတောင်ရှိတယ်နော်ဘယ်နှမျိုးတည်းလဲဒါဖြင့်ဒါနကုသိုလ်တွေအတိတ်ကလည်းရပြီနော်အခုလည်းမရဘူးလားရတာလားဒါဖြင့်သီလကုသိုလ်တွေအတိတ်ကလည်းမရဘူးလားရတာလားအခုလည်းရတယ်ဒါပေမဲ့တို့မရသေးတာကုသိုလ်တွေကြံသေးတယ်ဘာကုသိုလ်တွေလဲမဲ့ကုသိုလ်တွေဒိဋ္ဌိပြုတ်တဲ့ကုသိုလ်တွေဟုတ်တယ်နော်ဟောဒီကတဏှာပြုတ်တဲ့တတ်တဲ့ကုသိုလ်တွေတို့မကြံဘူးလားကြံလေသေးတာလားဒါကြောင့်ဘလောက်မေတ္တာကြီးတဲ့မြတ်စွာဘုရားလဲဆိုတော့ခြေသားတို့လှူတာလောက်ကလေးနဲ့မတင်းတိမ်နဲ့ဥပုသ်ဆောင်တာလောက်ကလေးနဲ့ပါတယ်မတင်းတိမ်နဲ့ပတိစိတ်ထားလောက်ကလေးနဲ့ပါတယ်မင်းတို့ယူစရာတွေရစရာတွေကဒိဋ္ဌိပြုတ်တဲ့ကုသိုလ်ကလည်းဉာဏ်နေတဲ့သောတာပန်ဖြစ်တဲ့ကုသိုလ်တရားဖြစ်တဲ့ကုသိုလ်အနာဂတ်ဖြစ်တဲ့ကုသိုလ်ယဟန္တာဖြစ်တဲ့ကုသိုလ်တွေကဉာဏ်နေတဲ့ခြေသားတို့နော်အဲ့တော့မေ့ရော့မနေနဲ့ဆိုတော့
ခုလိုတို့သံဃာတော်တွေနဲ့တို့ယောဂီများကမေ့လို့လာကြသလားမမေ့လို့လာကြသလားကဲဒါလို့ဆိုရင်ရောက်လာတော့ခုနေကရှိဝေးမှတ်ဟေးဆိုပြီးတော့ဆရာတော်ကြီးကလည်းမပြောဘူးလားပြောတာလားဒါပြန်ဘသူပေါ်ရှုရမှာလဲခန္ဓာပေါ်ခန္ဓာကဘယ်နှပါးရတာမရှုသေးရဲ့မမြတ်သေးဘူးနော်သင်္ကန်းကမြတ်တာလားရှုမှမြတ်တာလားဟုတ်ပြီဘယ်လိုရှုရမှာလဲဆိုတော့ဖြစ်တာနဲ့ပြက်တာမြင်အောင်ကြည်ဘာမှမခဲ့ဘူးနော်ရောဘာနဲ့မြင်အောင်ကြည့်ရမှာလဲရုပ်ကလေးကလည်းပူတယ်အေးတယ်နှွေးတယ်အောင့်တယ်မပြတာလားပြတာလားပြောဘယ်သူနဲ့ကြည့်မှာပူရာလေးကကြည့်လိုက်တော့ရှိသေးလားမြဲလို့လားမမြဲလို့လားမမြဲတာကအနိစ္စရှုတာကမေက္ခမလီဟောဒီကိလေသာမဝင်နိုင်တော့ဘူးနော်အရှုခံလေးနဲ့ရှုညံလေးနဲ့တဲ့ထားတော့ကိလေသာဝင်လို့ရသေးလားကိလေသာတော့မဆုပ်ရဘူးလားဆုပ်ရတာလားဘယ်ထဲဝင်လို့မရလို့လဲခန္ဓာတဲ့ဘသူကဖြတ်ထားတာတဲ့လေနန္တရားလေးတွေကလည်းဖြစ်လာရင်ယုံနဲ့နံကဖြစ်ပြီးတော့ဗါတဲ့တော့မပြတ်ဘူးလားပြတ်သလားဖြစ်ပြက်ကဘာသစ္စာယောဂီတို့ရှုတဲ့ဉာဏ်လေးကဘသူသေးတာတဲ့လေဘာတကားပိဋ္ဌာတဲ့လေဘာတကားပွင့်လာတဲ့လေအဲ့ဒါဘသူရဲ့ကျင့်စဉ်လေပူဇာစပူဇာနေယနာဧတံမင်္ဂလမௌတ္တမရှင်းလိုက်နော်ဒါလို့ဆိုရင်အဖေသေးသွားရင်လည်းဓာတ်တော်ကြရင်ဘုရားရှင်မတင်ရမှာနော်ဆရာဘုန်းကြီးတွေပြန်တော်မူသွားတဲ့ဓာတ်တော်ကြရင်ဘယ်ပေါ်တင်ရပါတဲ့တော့မရှုရဲ့မကြဘူးပြန်ပြောမရှုရဲ့ရှုမှဖြစ်ပြကဘာသစ္စာမြင်တဲ့ဉာဏ်ကဘာသစ္စာသေတာကဘာသစ္စာဒုက္ခတွေသိသွားတာကဘာသစ္စာနာယီပြည့်လို့တော်ကြရအောင်သာဓုခေါ်ကြရေသက်ချာအားလုံးပြားစတဲ့ပုဂ္ဂိုလ်များကိုပါအမျှဝေရအောင်ဝမ်းမြောက်ကြည်နူးစွာနဲ့ကြည်လင်တဲ့စိတ်ကလေးတွေနဲ့တန့်ရှင်းတဲ့စိတ်ကလေးတွေနဲ့အားလုံးလိုက်ဆိုပြီးပါဣဒာမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုဣဒာမေပုံညာဘောဓိညာနတ္တပစ္စယောဟောတုအရှင်မြတ်တို့ဘုရားတပည့်တော်တို့သည်သံသရာဝိဒုက္ခမှာလင်းမြန်စွာလွတ်မြောက်ပါစေခြင်းအကျိုးငါရည်မှန်း၍အမတဒါနာဓမ္မဒါနာလူတော်များကိုဝမ်းမြောက်ဝမ်းသာလူရန်ပါ၏ထိုမှအပြင်ဇင်ကြံကြောင်းဆောင်တခန်းစာကိုဝမ်းမြောက်ဝမ်းသာလူရန်ပါ၏တရားတော်များကိုအလေးမြတ်ထား၍နာယူပါ၏ဤသို့ပေါင်းအားများများလာသော
ကောင်းမှုအရရတို့ကြောင့်မြတ်သောနိဗ္ဗာန်ကိုအလွယ်တကူရရပါလို့ဤတပည့်တော်တို့သည်ရှင်တော်ဖယားပေးထားခဲ့သောဒါနတရားသီလတရားဘာဝနာတရားဝမ်းမြောက်ဝမ်းသာပွားများအားထုတ်ပါ၏အရှင်ဘုရားရှင်တော်မြတ်၏အဆုံးအမသာသနာတော်ကိုဝမ်းမြောက်ဝမ်းသာစောင့်ရှောက်ပါ၏ပူဇော်ပါ၏အရှင်ဘုရားဤကောင်းမှုတို့ကြောင့်မြတ်စုနိဗ္ဗာန်ကိုအလွယ်တကူရယူရပါလို့ဤအရှင်ဘုရားမြတ်သောနိဗ္ဗာန်ကိုမရသေးသောလေတပည့်တော်တို့သည်ယနေ့မှစ၍အိုဘေးဆင်းရဲနာဘေးဆင်းရဲသေဘေးဆင်းရဲဆင်းရဲမှန်သမျှကင်းစင်ပါ၍ချမ်းသာဟုသမျှကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းဇီဝဥစ္စာယရဏတို့ဤချမ်းသာခြင်းများကိုလွယ်ကူလင်းမြန်စွာရရပါလို့ဤအရှင်ဘုရားဤကောင်းမှုဤအဖို့ဘာကကိုမိဘဘိုးဘွားဆရာသမားအစာထား၍30ဘောယင်လီကုန်သောဝိနေယဒုက္ခိတာဒုက္ခိတာသတ္တဝါအနန္တတို့အားအမြအမြပေးဝေငါပါ၏အထူးအဖြင့်တရားတော်နာယဖိတ်ကြားထားသောနတ်များကိုလည်းအမြပေးပါ၏အမြပေးပါ၏တရားတော်နာကြသောသံဃာတော်တို့နှင့်ဓမ္မယောဂီသူတော်စင်များကိုစောင့်ရှောက်ကြသောနတ်များကိုလည်းအမြပေးပါ၏အမြပေးပါ၏အထူးအဖြင့်ဓမ္မဒါနာအမတဒါနာဇင်ကြံကြောင်းဒါနာအလူရှင်များကိုစောင့်ရှောက်ကြသောနတ်များကိုလည်းအမြပေးပါ၏တရားမင်းကိုလည်းအမြပေးပါ၏ယမမင်းကိုလည်းအမြပေးပါ၏နမင်းကြီးလေးပါးကိုလည်းအမြပေးပါ၏ဘုံမဇောနမေယောဂဇောနမေအာဂသဇောနမေနတ်များကိုလည်းအမြပေးပါ၏ဗုဒ္ဓဂုံဤဘုံညဝတိမောဂုဓမ္မရိတ်တာ
ပဋိစ္စသမုပ္ပါသင်္တန်းကြောင့်တော်ကြီးကိုသောလျှောက်ကြသောနတ်များကိုလည်းအမြတ်ပေးပါ၏တိုင်းပြည်ကိုအုပ်ချုပ်ကြသောနတ်များကိုလည်းအမြတ်ပေးပါ၏ငရေတနေယမမင်းကိုလည်းအမြတ်ပေးပါ၏အမြတ်ပေးပါ၏အမြတ်ရ၍ကိုယ်စိတ်နှပြလူဣစ္ဆာနှင့်ကြီးဝါကြသည်ကျမ်းမာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ဒီတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ဒီတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ဒီတော်မူကြပါကုန်သောသာဓုသာဓုသာဓုကဲတရားဝဲအလူရှင်များနဲ့သံဃာတော်များရဟနာသာရှာတဲ့ဒကာဒကမများအလုံးတို့ဒီယနေ့ကစပြီးတော့ဘုန်းကြီးဟောကြားပေးတဲ့တရားတော်များနာရတဲ့နေ့ကစပြီးတော့ဘေးရန်အန္တရာယ်အမျိုးမျိုးတွေကင်းပြီးတော့ကျမ်းကျမ်းမာမာချမ်းချမ်းသာသာနဲ့အလိုရှိသမျှအလုံးအောင်မြင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေဗျာ
။